အားလုံးပဲမင်္ဂလာပါရှင်မန်ချက်စတာနယူးဖိမှကြိုဆိုပါတယ်ရှင်မနက်ဖြန်ညမြန်မာစံတော်ချိန်12နာရီမှာနယူးကာဆယ်နဲ့မာစီးတီးရှင်ပြန်ကစားရမှာဖြစ်ပါတယ်ရှင်မာစီးတီးကအဝင်းကွေးထွက်ကစားရမှာဖြစ်တာကြောင့်နည်းနည်းခက်ခဲနိုင်ပါတယ်ရှင်ဒါပေမဲ့နယူးကာဆယ်ဟာဒီယာဒီခြေစွမ်းမတင်မငင်ဖြစ်ပြီးရုန်းကန်နေရတဲ့အနေအထားဖြစ်တာကြောင့်ပတ်ကွာဒီယိုလာရဲ့မာစီးတီးကပဲ3မှတ်အနိုင်ယူနိုင်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ရှင်မန်စီးတီးအတွက်လည်းဒီပွဲဟာရေးကြီးပါတယ်။နယူကာဆယ်ကိုအနိုင်ယူနိုင်ခဲ့ရင်ဇယားထိပ်ကအာဆီနယ်နဲ့တမတ်တာကွာတော့မယ်ဖြစ်ပြီးအာဆီနယ်ကိုဖြစ်အားပေးရမှာထပ်မကွာပေးနိုင်မှာဖြစ်ပါတယ်ရှင်။အဖန်ညမန်စီးတီးရဲ့ခက်မှန်းပွဲလူထွက်စင်းကိုကြည့်မယ်ဆိုရင်ဂူသမားနေရာမှာကတူနာရိုမာဖြစ်ပြီးဘေမာကအော်ရာရီရဲ့အလီမာကကွာတီယိုနဲ့ဒီရဲ့တွေးပြီးညာဖက်မှာကနူးနက်စ်ဂွေးလီမာကကူဇလာလူအပ်ရင်ဘာနာဒူဆေဗာနဲ့လေတွေးနိုင်ပါတယ်ရှင်ဘေးတောင်ပန်မှာကဒူကိုနံပါတ်30ရိုမာကဖော်ဒန်ညာတောင်ပန်မှာကချာကီဖြစ်ပြီးအထောင်တိုက်စစ်မိုးကဟန်လန်းဖြစ်ပါတယ်ရှင်ကဲမနေ့ဖန်ညဘေကစားသမားဂူးတွေးမလဲဟာလန်ဂူးတွေးမလားဒူဂူဂူးတွေးမလားဖော်ဒန်ဂူးတွေးမလားချာကီဂူးတွေးမလားဆိုတာကောမန့်လေးမှာဝင်မှပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မနေ့ဖန်ညမှာစီတီပွဲကိုအတူတူအားပေးကြရအောင်နော်